ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းလေးရတော့ဗျအမှန်တန်အေးခဲတဲ့မြောက်ဝင်ရိုးစွန်းမှာတော့ကျွန်တော်တို့ပိုလာဝက်ဝင်တွေဟာဘရင်တဆူလို့အမှန်တန်မှအင်အားကြီးမားပေတယ်အမှန်တန်လည်းကြောက်ဖို့ကောင်းတယ်တဲ့ဘလောက်ပဲအင်အားကြီးမားပါတယ်ဖြစ်တဲ့ချင်းသစ်တွေကြားတွေကျစ်သစ်တွေဟာအေးခဲတဲ့ဒဏ်ကိုမခံနိုင်လို့အဲ့ဒီနေရာမှာရှင်သန်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါပေမဲ့ညတော့လည်းပိုလာဝက်ဝင်တွေကတော့သူတို့တွေကအဲ့ဒီနေရာမှာရှင်သန်နိုင်ပြီးတော့တိုက်ခိုက်စွမ်းရင်လည်းအမှန်တန်မှကောင်းတဲ့အတွက်အမတန်ကြောက်စရာကောင်းတဲ့တတ္တဝါတွေလို့ယူဆလို့ရပါတယ်ဒါပေမဲ့အဲ့ဒီပိုလာဝက်ဝင်တွေကိုအက်စကီမိုလူမျိုးတွေကတော့အလွယ်တကူပဲဖမ်းယူတက်ဖြတ်စားတော့နိုင်တယ်တဲ့အဲ့ဒါကတော့ဘာဖြစ်လို့လဲဆိုတော့ပိုလာဝက်ဝင်တွေဟာဖြန်သွေးကိုအမတန်ကြိုက်ကြပါတယ်တဲ့ဖြန်သွေးကိုကြိုက်ကြတာဖြစ်တဲ့အတွက်အက်စကီမိုလူမျိုးတွေဟာဖြန်သွေးကိုဖြန်တကောင်ရအောင်ရှာပြီးသူ့ရဲ့သွေးကိုယူလဲပြီးတော့အဲ့ဒီသွေးထဲမှာနှစ်ဖက်မှာအသွားပါတဲ့ဓာတ်တွေဗရိတ်ဓာတ်လိုဓာတ်မျိုးတွေထည့်မြုပ်ပြီးတော့ခဲအောင်လှုပ်ထားပြီးတော့ခဲသွားတယ်ဆိုလို့ရှိရင်အဲရေခဲပြင်ပေါ်မှာသွားပြီးတော့ပြစ်ထားလိုက်အောင်ပါပဲဘာမှအင်အားဆိုင်စီရမလိုပါဘူးတဲ့ဝလာဝဝင်တွေကသူတို့ရဲ့သွင်းညီနှံ့အောင်တမိုင်အကွာလောက်ကနေပြီးတော့ခန်းစားနိုင်ပြီးတော့သွေးကိုတွေးပြီးဆိုတာနဲ့သူတို့ဟာအားရပါရကြိုက်နှစ်သက်တာဖြစ်တဲ့အတွက်အဲသွေးကိုစတင်ပြီးတော့ရှာနဲ့ရက်တော့တာပဲတဲ့ရက်လေသွေးကကောင်းလာလေရက်လာလေရက်ချင်းနဲ့နောက်ပိုင်းကျတော့ဗရိတ်အထက်မှာပါလာတဲ့ဗရိတ်ဓာတ်တွေကသူတို့ရဲ့ရှာတွေကိုလှိဖြတ်နေလို့လှိဖြတ်မှမသိတော့ဘူးအေးခဲနေတဲ့အတွက်ရှာတွေကလည်းထူးပူနေတာပေါ့အဲ့ချိန်မှာသူတို့ကကိုသွေးကိုကိုပြန်တောက်နေရတဲ့အဖြစ်မျိုးတွေရောက်ရှိလာတော့တာပေါ့အဲ့ချိန်မှာတဖြည်းဖြည်းရက်လေးအရသာကောင်းလာလေရက်လေးအရသာဟာကောင်းလာလေနဲ့နောက်ဆုံးလေကြောက်လက်ဆက်တဲ့သွေးတွေကိုပါစားနေရတော့သူတို့ကအရသာတွေ့ပြီးနောက်ဆုံးမှာတခါတည်းပိုလာဝက်ဝင်တွေကအဲ့နေရာတွေလဲပြီးတော့တည်ဆုံးသွားပြီဆိုလို့ရှိရင်အက်စကီမိုလူမျိုးတွေကအလွယ်တကူပဲဖမ်းယူစားတောက်နိုင်တယ်အဲ့ဒါဒီပုံမြင်လေးကဘာကိုကျွန်တော်တို့ကိုပြောပြတယ်လဲဆိုတော့ကျွန်တော်တို့တွေဟာအောင်မြင်မှုနောက်တွေငွေကြေးချမ်းသာမှုနောက်တွေလိုက်ချင်းလိုက်လေအောင်မြင်မှုတွေကရရှိလေလိုက်လေရရှိလေနဲ့တန်တရားတွေလဲနေတတ်ကြတယ်လေထို့တူပဲကျွန်တော်တို့တွေဟာပတ်စံနေဘာကြောင့်ရှားနေတာလဲလို့မေးလို့ရှိရင်စားဝတ်နေရေးကျန်းမာရေးမကောင်းရင်သုံးဖို့နေဖို့ဝတ်ဖို့လှူဖို့တန်းဖို့လို့ခေါင်းစဉ်တွေအမျိုးမျိုးတက်ကြပေမဲ့တကယ်တမ်းကျွန်တော်တို့ကျန်းမာရေးမကောင်းတဲ့အခါကျွန်တော်တို့တက်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါကျွန်တော်တို့တွေတကယ်ပြောကြရရဲ့လားတကယ်တော့ကျွန်တော်တို့တွေလှူဖို့လို့ပြောကြတဲ့အခါကျတော့ကျွန်တော်တို့တွေတကယ်လှူနေတဲ့အခါမှာကျွန်တော်တို့တက်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပြောကြရဲ့လားတကယ်စားဖို့လို့ပြောပင်ညာတော့လေတကယ်စားရတဲ့နေရာမှာကျွန်တော်တို့တက်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပြောကြရဲ့လားဆိုတာကျွန်တော်တို့တခြားပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်အဲ့တော့တကယ်လို့ဒါရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်တကယ်မှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီပတ်စံတွေရှာဖွေးနေတာကျွန်တော်တို့သုံးဖို့ဆိုရင်ကျွန်တော်တို့သုံးနေတဲ့အချိန်တွေမှာလည်းကျွန်တော်တို့ပြောရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့တွေသုံးနေတဲ့အချိန်မှာမပြောကြဘူးလေပတ်စံတွေကုန်းသွားတာကိုပဲစိတ်ထဲမှာတတနဲ့နှမျောနေတတ်ကြတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နဲ့ရည်မှန်းချက်တကယ်မကိုက်ဘူးဒါပေမဲ့ညတော့လေအဲ့ဒီပတ်စံတွေရဖို့အတွက်ကိုကျွန်တော်တို့တွေဘာတွေသတိလိုက်ရတယ်လဲကျွန်တော်တို့မိသားစုရဲ့ပျော်ရွှင်မှုတွေကျွန်တော်တို့ရဲ့ကျမ်းမာရေးတွေညတော့အပြင်ကျွန်တော်တို့ရဲ့အစိုးဆုံးကတော့ကျွန်တော်တို့ကျမ်းမာရေးတွေသတိလိုက်ရတာပါပဲအဲ့တော့ကျွန်တော်တို့တွေကပိုလာဝက်ဝင်နေလို့ကိုသွေးကိုမြန်ကိုပြန်တောက်နေတဲ့အဖြစ်မျိုးတွေနဲ့မြန်ဖြစ်နေမလားလို့ဒါလေးတွေကိုလည်းကျွန်တော်တို့တွေကတွေးရမှာပဲဖြစ်ပါတယ်အောင်မြင်မှုကိုနောက်ကိုလိုက်နေရင်အကြီးမားဆုံးအရင်အနည်းကတော့ကျွန်တော်တို့ကျမ်းမာရေးတွေကိုယဉ်နှီးမြုပ်နှံနေကြတာပါပဲဒါကြောင့်မလို့ပိုလာဝက်ဝင်နေလို့ကျွန်တော်တို့သွေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့တောက်နေတဲ့အဖြစ်မျိုးတွေမဖြစ်မိအောင်ကျွန်တော်တို့တွေသတိချက်ဆင်ခြင်ဖို့လိုတယ်ဆိုတာလေးကိုလည်းဒီကနေ့ချစ်ဆွေရလာပြီးတော့မျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ